dressing လေးလာပါပြီဗျာမမမရဖြစ်စေမဲ့ dressing လေးပါဒေဦးပူလိုက်ရင်စီလေးထည့်ဗျာစီလေးဝအောင်ဒေဦးလေးထားလိုက်အောင်မယ်နော်မိတ်ဆွေတို့ကဒေဦးလေးကိုကျဲဦးတန်းပြီးတော့ခွဲမယ်ဆိုရင်အကယ်၍များကျဲဦးများမလိုက်ခဲ့ရင်လို့ဆိုကြပါစို့ဗျာကျဲဦးကပုတ်နေရင်တော့ဒီစီရီကနှမျောဖို့ကောင်းတယ်အဲ့တော့ဖလေးတစ်လုံးနဲ့ကိုရင်ထည့်ကျဲဦးရဲ့အခွန်တွေပါသွားရင်လည်းဆယ်လို့ရတယ်ဒါပြီးတော့မှထည့်ဒါဆိုရင်ပို့ပြီးတော့ safe ဖြစ်တာပေါ့နော်မှုပြီးတော့ကြော်လိုက်မယ်ကျဲဦးလေးကအဲ့လိုမျိုးကြက်ကြက်လေးနဲ့မှုေးသွားပြီဆိုရင်ကျက်သွပြကျက်သွနေရုပ်သီးခန်းချင်းသီးဒါလေးထည့်မယ်ဗျာလိုရင်စီလေးနဲ့လိုက်လို့ရတယ်ပြီးပြီဆိုရင်တော့ကျင်းမော်ရေခဲတက်တိုင်းမှာတကောင်ပူနေရနဲ့မန်နူးလေးဆိုင်းနေပါတော့ခုလိုဒီထဲမှာထည့်ပြီးတော့ကြော်တာပေါ့ထည့်ဒါပြီးရင်တော့ရုံးမလီသီးလေးထည့်ကျက်ဥရယ်ကင်းမုံခွင်းရယ်ရုံးမလီသီးရယ်ကိုမှုေးနေအောင်အခုလိုမျိုးစီလေးနဲ့ကြော်ပြီးတော့မှရေဆက်ဆက်လေးနဲ့ပြန်ချက်ရိုးရိုးလေးနဲ့နဲ့စီလေးနဲ့နဲ့မိကုန်းငွေလေးထွက်အောင်ကြော်ပေးမယ်ကဲအခုလိုမျိုးအနံ့နေမှုေးနေအောင်အငွေ့ထွက်အောင်ကြော်ပြီးပြီဆိုရင်စတော့ရည်လေးထည့်စားတော့ဆိုင်တွေအတွက်ကိုဟင်းပွဲထုတ်နေရဖြစ်တဲ့အတွက်စီနီလေးနည်းနည်းထည့်မယ်အကယ်၍အိမ်ရှင်မတွေအတွက်ဆိုရင်တော့ယူသီးစိတ်မုတ်လေးကိုစီးတက်တဲ့ခါမှာထည့်လိုက်ဟင်းချုံမုတ်လေးသားမုတ်လေးနည်းနည်းဂျားလေးနည်းနည်းစားလေးနည်းနည်းပြုစီလေးနည်းနည်းပဲရမများဘူးနော် ABC ရဲ့အယောင်လေးကလည်းနည်းနည်းလေးပေါက်အောင်မယ်နော်ငါးငံပြာကြီးလေးကတော့တစ်ပေါက်နှစ်ပေါက်မှုေးဖို့ကမျိုးကောင်းမှုမြန်မာရန်နံလေးသုံးထားတယ်ကဲမီးလေးပြန်တင်ပြီးတော့ခုနရတာခတ်ထားတာတွေကိုထည့်အောင်နောက်ဆုံးပိတ်မှာစီလေးနည်းနည်းထည့်တယ်ဟင်းတစ်ပွဲလုံးအယောင်တောက်ပစေခြင်းလို့ခုလိုမှုေးနေခြင်းမှာမဆလာလေးဖြူလိုက်ဟာတကယ်ရှင်းကျွန်တော်နောက်ပိုင်းပြုလုပ်ပေးနေတဲ့ဘားတွေရဲ့မန်နူးပေါ်ပေါ်ပါလေးနဲ့မြင်မြန်ဆန်ဆန်10 minute cooking time ထဲမှာရနိုင်တယ်ပေါ့နော်အပြင်မှာတကယ်ဆိုရင်10 minute 20ဟင်းပွဲတွေကရတယ်လေနော်မမမီယာမှုေးနေတာပဲတကယ်ညီကိုတို့ဒါလေးချက်စားပြတိုင်းမှာလဲတစုံတယောက်ကိုလွမ်းနေတဲ့စိတ်တွေတော့ဖြစ်ပေါ်မှာပါဘယ်လိုဆိုတော့လေချွတ်ပြပြလေးမှာကြိုက်တယ်ဆိုတော့ညီကိုတို့အတွက်အမီးလေးစီစဉ်ပေးတာဖြစ်ပါတယ်ကျွန်တော်ကလေစားသောက်ဆိုင်တွေမှာခုနောက်ပိုင်းဟင်းပွဲလေးတွေဖန်တီးပေးပြီးခင်လေအခုလိုပေါ်ပါနဲ့မြင်းမြန်ဆန်ဆန်စားကောင်းစေတဲ့မမမီးယားဖြစ်စေမဲ့ဟင်းပွဲလေးတွေကိုအများကြီးဖန်တီးပေးနေတာဖြစ်ပါတယ်စားသောက်ဆိုင်တွေတော်တော်များများမှာဒီလိုလက်ရလေးတွေပြန်မြင်တွေ့ခဲ့ရင်တော့ကျွန်တော်တို့သတိရလိုက်ပါမမမီးယားပါ